မီးကလည်းပေးပြီးသွားပြီကွာမီးကလည်းများတယ်တလား2000ကျော်တယ်2000ကျော်တယ်ပူတယ်လေကွာပြီးခဲ့တဲ့လားပူတယ်ပူတော့အဲကွာအစောကြီးဖွင့်တော့မီးကထိတယ်မဖွင့်လည်းမဖြစ်ပူတယ်ရှိတာလဲဒိုးတာလဲရဲအောင်ပါအဲ့တော့ကြပါနဲ့အန်တရာယ်အန်ဒီလည်းများတယ်လို့ကွာနင်းရလဲအဲ့လိုမျိုးနင်းလုံးဝစောင်းမကတဲ့ပုံကမေးတာနော်ဒီကောင်လည်းမေးစောင်းမကပုံကောင်းတယ်mais အလောက်ကြီးလောနေမနေ့ကတည်းကဘာလို့မလာတာလဲအဲ့လိုမေးတာဒါတခါမြင်ဘူးတယ်မမြင်ဘူးတယ်မို့ကြုံဘူးတယ်ကျွန်တော်မေးတာမဟုတ်ပါဘူးလူများမေးတာဟိုကလည်းအဖမ်းခံနေရတဲ့အချိန်လားမသိဘူးအဲ့ချိန်တော့ဟောအတော်မောင်းလာတာတော့တားမရတော့ထိတ်မှသွားရက်ရတော့ပြန်လဲခိုင်းလာဒီကောင်ပြန်လဲလာတော့ဘယ်လိုပြောမလဲကျွန်တော်ပြောသလိုပါဒီကောင်အလောက်ကြီးမင်းရောနေမနေ့ကတည်းကဘာလို့မလာလဲအဲ့လိုမေးတာအဲ့ဒါနဲ့ကြည့်ရတာရပါမျက်စိကိုနောက်ပါတယ်ကျွန်တော်စီးလုံးဆွဲဆံပဲနားမှာလဲတော့ကြည့်ရမှာတစ်ချက်ဒီကလည်းငါလောရမှာလဲမကြည့် forge လို့ခေါ်လာ forge ကျွန်တော်တို့ forge လို့ခေါ်တယ် forge လို့ခေါ်တာကျွန်တော်ကတော့စော်လေးမောင်းနေတာနော်မစော်လေးမောင်းနေတာအခုတလုံးကပေါ်တယ်ပြိုင်ကားတွေကဘာမှလဲအရှိရလဲ forge ပဲတွေ့လားအဲ့ဒါတင်းနေဆိုတာအဲ့ကောင်လဲ forge ပဲ forge ပဲယူခါပေါင်းတယ်တဲ့မလားတိုင်းပြီးတော့မရှိဘူးတိုင်းပြီးကွေးဒီကောင်ပြောတာလေဒီကောင်လဲ forge ပဲစောက်ရမ်းလိုက်တဲ့ကားတွေကိုလည်းဒီကောင်နေလေနော်ကားဘာလို့လဲဆိုရင်ရမောင်းတက်တယ်မောင်းတော့ဝါသနာလာပါတယ်နည်းနည်းတော့ဆိုင်ကယ်နဲ့ကားနဲ့ပဲကြိုက်တယ်ဆိုင်ကယ်ကြိုက်တယ်ဆိုင်ကယ်ဖီးရတယ်ကောင်တစ်မျိုး溜盘ตลอดပြထားတယ်溜盘ตลอดဒီလည်းကြည့်ရမှာပေါ့နော်ကားတွေပါလေတော့ဖြည်းကြည့်ရမှာပေါ့နော်လွတ်ပေးထားတယ်စောက်ပြောခံရမှာကြောက်ရတယ်ဒီဆိုင်ကသူတို့ပါလဲဆိုင်ကတက်ဆီမောင်းတဲ့လူတွေတော့တိတ်ပြီးတော့သွားပြဿနာမရှာနဲ့သိလားဖြစ်နိုင်လွတ်ပေးလိုက်သွားခိုင်းလိုက်ဖြစ်နိုင်ဒီထိုင်းနိုင်ငံသားတွေနဲ့အဲလိုပြဿနာမဖြစ်စေနဲ့ကွာမင်းသိတယ်မလားကျွန်တော်ပြောနေတာပြဿနာမဖြစ်နဲ့ခမ်းမှာအပေါ်အလောက်လာလောက်တာအိုးဒီမှာကြည့်တယ်ဒီကောင်လဲဆောင်းရမ်းမိုက်တယ်နော် S block လဲ S 600ပါအဲ့လို
စီးလူဆွဲဆောင်ဆိုတာဘယ်နားမှာလဲကြည့်အောင်ဆွဲစီအနေနဲ့လာရောဘာလဲငါတော့ဆွဲစီရွာလာစီးလူနေပြတာစီလုံးအရှမ်းလူတွေလမ်းရှောင်းနေတယ်နားလေးဆောင်ပြန်စီးလူဆွဲဆောင်ဘယ်နားမှာလဲဆွဲဆောင်လေဒီဘက်ချမ်းမှာတော့ဒီဘက်ချမ်းမှာဆိုတော့နားတော့မယ်ဒီဘက်ချမ်းမှာနားမှာလေအော်ဒီမှာစီးလူဆွဲဆောင်တယ်โอเคဒီထဲမှာဘာမှမလဲရက်တော့မှာလားအဲ့ဒါချိုးရရလားဒီထားပြီးမောင်းမယ်နော်ကားဆိုင်ကမောင်းဒီလေးနဲ့မောင်းမယ်ဒီနဲ့ဝီရီယာနဲ့ဒီအောင်လည်းပဲကောင်းမို့လဲမင်းရထုံးနေရောကျွန်တော်ထင်တာတော့ထိုင်းနိုင်ငံကဒီမလေးတို့စင်ကာပူတွေကဆိုင်တော့ဒီနိုင်ငံကတော်တော်လွတ်လပ်တယ်ဗျသိလားလွတ်လပ်တယ်အလောက်ထိမတင်းကျပ်ဘူးကျွန်တော်အထင်ပြောတာနော်အလောက်ထိမတင်းကျပ်တော့ဘူးတင်းကျပ်ဟိုဒီမှာကျွန်တော်အဲ့အခုလိုကြည့်ရအကုန်လုံး passport တွေပါတယ် visa တွေပါတယ်တော့မထူအောင်သေးဘူးစရင်တင်ထားပြီးပါညာတို့အဲ့ဒါပြီးတော့ကျွန်တော်ဒီမှာညီမောင်းလိုက်စဉ်2019ကတည်းကကျွန်တော်ညီမောင်းလိုက်စဉ်မလုပ်ရသေးဘူးသူရအသက်မဆက်ရသေးဘူးပေါ့နော်အသက်မဆက်ရသေးဘူးဆိုလိုတာဗျာတက်တန်းမတိုးရသေးဘူး6နှစ်ရှိပြီဒီတိုင်းမောင်းနေတာတက်တန်းတိုးမယ်လို့လိုက်ဟောပါလဲ work permit အဲ့ဒီတော့ဟိုအရင်စာအုပ်ရတာစာအုပ်မရလိုက်သိရမလားသူကဆိုင်ကမမောင်းဖြစ်တဲ့အချိန်တွေပါလေရှိတယ်ကွာဆိုတော့သွားမတိုးဖြစ်ဘူးမတိုးပြတော့မောင်းလို့ရတာပဲမောင်းနေတာပဲဒီမှာဒီကောင် AMG တကယ်ကြီးလားအိုးဝေါဘတ်လေးတွေကလမ်းလေးတွေရောနော်ကဲဒိုးလို့ရပြီ let's go everybodyကဲဗျာကျွန်တော်လည်းအိမ်ရောက်တော့မယ်ဒီနေ့လမ်းမှာတလမ်းလုံးတော်ကီတွေဖုတ်လိုက်တာလည်းများသွားပြီကျွန်တော်ရဲ့ channel ကိုတော့ B2 Rider လို့ပေါ့ဗျာနော်ကျွန်တော် subscribe လေးလုပ်ပေးကြပါဗျာတကယ်ချင်းတော့နော်ကျွန်တော် YouTube မှာဒီလိုဗီဒီယိုအတူအရှည်လေးတွေနည်းနည်းတင်မယ်လေနော်ကျွန်တော်အားပေးချင်တယ်ဆိုရင်ကျွန်တော် subscribe လေးလုပ်ပေးနော်ခေါင်းလောင်းလေးတီးသွားပြီကဲဒီဗီဒီယိုကတော့ဗျာကျွန်တော်ဒီလောက်ပဲဗျာနော်မိတ်ဆွေတို့ရေနောက်ရမှကျွန်တော်တို့ပြန်တွေ့ကြတာပေါ့ bye bye